ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာချောင်းသာကမ်းခြေမှာကြိုးသေးပါဗျာနော်ဒီနေ့ကကျောင်းမောင်နှမောင်ကျော်ရောက်နေပါဗျာနော်ကျွန်တော်ချောင်းသာကမ်းခြေကိုကျော်လေးပါဗျာဒီနေ့10ရက်နေ့12လပိုင်းဗျာနော်2025ညနေပိုင်းနေထားလေးကျောင်းမောင်နှမောင်အလှလေးကိုပြပေးတာပါဗျာနော်3မိနစ်ဗမာစီးလို့ရတယ်မေးတဲ့ဟာလေးဒီမှာဗျာနော်3မိနစ်ဆိုအကုန်စီးလို့ရတယ်မှာကျောင်းမောင်နှမောင်ရောက်တော့လေးရိုက်ပေးတာဒီမှာ3မိနစ်စီးလို့ရတယ်ဗျာနော်ကျောင်း3မိနစ်ဗမာစီးလို့ရတယ်မြင်း3မိနစ်ရစာအကုန်စီးလို့ရကျောင်းတော်မှာလာလည်မယ်ဆိုလို့ရှိရင်ရတယ်ဗျာနော်ဒီမှာဇေဒီလေးပါရှိဟုတ်ကဲ့ဗျာနော်ဒါကြောင်းတော်မှာဇေဒီလေးဗျာနော်တက်ပဲပါလေဒါကျွန်တော်ချောင်းသာကမ်းခြေမှာရှိတာပါဗျာနော်ချောင်းသာကမ်းခြေမှာကြောက်မောင်တော်မှာအလှတရားလေးပါဗျာနော်ကျွန်တော်ချောင်းသာကမ်းခြေကိုလာလည်မယ်ဆိုရှင်ဒီမှာကြောက်မောင်တော်မှာရေသူမအစာရှိတယ်ဒါရေသူမပင်လယ်ကြီးပါဗျာနော်ပင်လယ်ကြီးကိုဖြတ်တန်းဒါချောင်းသာကမ်းခြေအလှတရားလေးကိုကျွန်တော်ဒီနေ့တင်အားပေးကြီးဖြစ်ပါဗျာနော်တင်ပေးတာချောင်းသာကိုလာလည်းမယ်ဆိုရင်ကျောရှိမှာအခန်းလိုက်ရတယ်ကားလည်းမလိုက်ရတယ်ဗျာနော်ချောင်းသာကမ်းခြေကိုလာလည်းမယ်ဆိုရင်ဆက်သွယ်လို့ရတယ်ဗျာနော်ကျော TikTok ကောက်လေးမှာဖုန်းနံပါတ်လေးချပေးထားပါတယ်ချောင်းသာကမ်းခြေအနေထားလေးပါဗျာဒါကြောက်မောင်နှမဗျာနော်ချောင်းသာကိုလာလည်းမယ်ဆိုရင်ကျော TikTok ကောက်လေးမှာဖုန်းနံပါတ်လေးချပေးထားဗျာနော်အခန်းမှာညာလို့ရင်ဆက်သွယ်လို့ရတယ်ဗျာနော်